အသေးဖြစ်သွားတဲ့ပုံစံလိုမျိုး ochronosis ကပေးစွမ်းနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါဒေါက်တာဇုံပါအရေးပြအလှပနဲ့အမျိုးသမီးကျန်းမာရေးဆိုင်ရာဗဟုသုတတွေကိုမျှဝေပေးနေရပဲဖြစ်ပါတယ်ဒီနေ့မှာကျွန်မက malaxma လို့ခေါ်တဲ့တင်းတိတ်နဲ့ပတ်သက်တဲ့အကြောင်းလေးတွေကိုဗဟုသုတမျှဝေပေးချင်ပါတယ်တင်းတိတ်တွေဘာကြောင့်ဖြစ်ပေါ်လာလဲဆိုတဲ့အကြောင်းလေးနဲ့စပြီးတော့မိတ်ဆက်ပေးချင်ပါတယ်တင်းတိတ်တွေကအများသောအားဖြင့်နေရောင်ခြည်ကြောင့်ဖြစ်တယ်ဆိုတာအားလုံးလက်ခံထားပါတယ်ဒါဟုတ်ပါတယ်80%ကလည်းနေရောင်ခြည်ကြောင့်ပဲတင်းတိတ်အကွက်တွေကဒါမျက်နှာရဲ့နုနယ်တဲ့မျက်လုံးသားတစ်ဝိုက်တွေနှာခေါင်းပေါ်တွေနဲ့မျက်ခုံးသားတစ်ဝိုက်တွေမှာအများဆုံးဖြစ်တတ်တယ်ပေါ့နော်ဆိုတော့နေရောင်ခြည်ကတော့တင်းတိတ်တွေဖြစ်လာအောင်အရေးပြားပျက်စီးသွားအောင်အလုံနိုင်ဆုံးသော triggering factor တစ်ခုဖြစ်တယ်ဒုတိယတစ်ခုအနေနဲ့ကတော့ဒါ OCP လို့ခေါ်တဲ့သားဆက်ခြားခြင်းတောက်စီနေတဲ့အမျိုးသမီးတွေမှာလည်းတင်းတိတ်ဖြစ်နိုင်တဲ့ risk ကပိုများတယ်ပေါ့နော်အခွင့်အရေးပိုများပါတယ်တတိယတစ်ချက်ကတော့ဒါ pregnancy ကာလပေါ့နော်ကိုယ်ဝင်ဆောင်နေစဉ်ကာလမှာဒါ melanin production လို့ခေါ်တဲ့အမဲရောင်ခြည်ဆဲတွေထုံလို့မှုတအားများတာဖြစ်တဲ့အတွက်ကိုယ်ဝင်ဆောင်အမျိုးသမီးတွေမှာတင်းတိတ်ခံစားရလေရှိပါတယ်ဒါပေမဲ့60%လောက်ကကိုယ်ဝင်ဆောင်ပြီးကာလ2လ3လမှာပြန်တက်တာသွားတယ်ဆိုပေမဲ့တချို့သောသူတွေကတော့ဒါ lifelong တောက်လျှောက်တင်းတိတ်ကကြံသွားတယ်ပေါ့နော်ဒါဆိုရင်တော့ကုသမှုယူရမှာပဲဖြစ်ပါတယ်ဒီတော့တင်းတိတ်ကုသမှုတွေမှာတော့ဒါအများစုလုပ်လို့ရှိတာကတင်းတိတ်ဖြစ်တာနဲ့တော့ဘယ်သူမှတမ်းပြီးအရေးပြားဆရာဝန်စီသွားတယ်အလှပဆေးခန်းနေသွားတယ်ဆိုတာရှားတယ်ပေါ့နော်အများစုကတော့ကောင်းမှုရရလိန်စည်းတွေဆေးညွှန်းတွေလိန်လေးရှိတယ်ပေါ့နော်အဲ့ထဲမှာကျမတို့တင်းတိတ်ကိုအဓိကဆရာဝန်တွေကိုလည်းအသုံးပြုနေတဲ့ compound လေးတွေကိုတစ်ချက်မျှဝေပေးပါမယ် hydroquinone လို့ခေါ်တဲ့ဒီအရေးပြားရဲ့အမဲတွေကိုလွင့်စင်သွားစေနိုင်တဲ့ compound မျိုးကိုလည်းဆရာဝန်တွေသုံးတယ်နောက် kojic acid လို့ခေါ်တဲ့အမဲတွေကိုတတ်တာစေနိုင်တဲ့compound မျိုးကိုလည်းအသုံးပြုသလို alpha arbutin လို့ခေါ်တဲ့မျက်နှာကိုပြန်ပြီးတော့ဖွေးလာစေတဲ့ compound လေးတွေသုံးတယ်နောက် vitamin C သုံးတယ် oxalic acid သုံးတယ်ကျွန်မပြောသွားတဲ့အစဉ်လိုက်အတိုင်းပဲpotency လို့ခေါ်တဲ့အားအပြင်းနေရအစဉ်လိုက်တိုင်းပဲဖြစ်ပါတယ်ဒါဆိုရင် hydroquinone ကအရေးပြားပေါ်တင်တဲ့အခါမှာအားအပြင်းဆုံးလို့ကျွန်မဆိုလိုတာဖြစ်ပါတယ် hydroquinone တွေက 1% ရှိတယ် 2% ရှိတယ် 5% ရှိတယ်ဒါ percentage အမျိုးမျိုးနဲ့လာတယ်ပေါ့နော်ဒါပေမဲ့ hydroquinone ဆိုတဲ့ compound ကဒါ expert opinion မယူဘဲနဲ့အသုံးမပြုတဲ့ compound တစ်ခုဖြစ်တယ်ဆိုတာကိုကျွန်မသိစေချင်တာပါ expert ဆိုတာကကျွမ်းကျင်တဲ့အရေးပြားဆရာဝန်ကိုဆိုလိုတာပါတကယ်ကိုအရေးပြားကြောင့်ကျွမ်းကျင်တဲ့ aesthetic ဆရာဝန်တွေပဲဖြစ်ဖြစ် dermatologist တွေနဲ့ဖြစ်ဖြစ်တိုင်ပင်ပြီးမှဒီ compound ကအသုံးပြုတတ်ပါတယ်hydroquinone လို့ compound တွေ fluoroquinolone လို့ compound တွေပါတဲ့လိန်စည်းတွေကအခုကျမတို့နိုင်ငံမှာဆိုရင်ဈေးကွက်ထဲမှာပေါ်ချင်းတော်ချင်းကိုတော်တော်များများအသုံးပြုနေကြတာတွေ့တယ်ပေါ့နော်ဒီကိစ္စအရန်အင်မတန်မှအန်ဒီရများပါတယ်ဘာဖြစ်လို့အင်မတန်များတယ်လို့ပြောလဲဆိုတော့ကျွမ်းကျင်တဲ့ဆရာဝန်တယောက်ရဲ့ကြည့်ပေးတယ်ပေါ့နော်ဆုံးဖြတ်ချက်မှာပါပဲနဲ့ဒီ compound ကိုတင်းတိတ်ပြောက်တာပဲဆိုပြီးတော့နေ့စဉ်နေ့တိုင်းအသုံးပြုလိုက်